ပါ Study First MN Page ကနေပြန်လာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Edexol IGCSE Human Biology မှာပါတယ် Cystic Fibrosis နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်၃ချက်ကတော့ Cystic Fibrosis နဲ့ပတ်သက်ပြီးတော့သိထားမယ်အဓိကအချက်လေးဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ချက်ချင်းစီကိုတည်တည်ချာလေးလာကြည့်ရအောင်ဆိုတော့ပထမဆုံးတစ်ချက်ဖြစ်တဲ့ဒီ Cystic Fibrosis ရောဂါကိုဖြစ်စေတဲ့အကြောင်းအရာတွေကဘာတွေလဲဆိုတော့ပထမဆုံးအနေနဲ့ mutation ဆိုတဲ့အရာကဒီယောဂကိုဖြစ်စေရဖြစ်တယ်အထူးသဖြင့်ဘယ်နေရာမှာဖြစ်တာလဲဆိုလို့ရှိရင် sperm cell တွေ egg cell တွေထုတ်တဲ့ cells တွေမှာဒီ mutation ဆိုတဲ့ယောဂကဖြစ်တာဖြစ်တယ်ဆိုတော့ဒီလိုမျိုး sperm cell ရဲ့ egg cell တွေမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီ cells တွေကိုထုတ်တဲ့ cells တွေမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ offerings တွေကလည်းဒီယောဂကိုလက်ခံနိုင်ခြေရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးယောဂတွေကို inherited condition လို့ခေါ်ပါတယ်ဆိုတော့ဘာကြောင့်ဖြစ်လဲဆိုတော့ cause မှာ mutation ဆိုတာကိုရေးနိုင်တယ်ဆိုလို့ရှိရင်တမတ်ရပါပြီဆိုတော့ mutation ကြောင့်ဖြစ်တဲ့ယောဂတွေတိုင်းမှာအမြဲတမ်း dominant allele ကြောင့်ဖြစ်တာလား recessive allele ကြောင့်ဖြစ်တာလားဆိုတာကိုစဉ်းစားရရပေါ့နော်ဆိုတော့ဒီ cystic fibrosis ကတော့ recessive allele ကြောင့်ဖြစ်တာပဲဖြစ်ပါတယ်ဆိုတော့ recessive allele ကြောင့်ဖြစ်တာဆိုတာကတော့ဘာကိုပြောချင်တာလဲဆိုတော့ဒီယောဂဖြစ်ဖို့တဲ့ allele နှစ်ခုလိုအပ်တယ်ဆိုတာကိုပြောချင်တာပဲဖြစ်ပါတယ်ဥပမာဒီအကြီးဒီအသေးဒီအကြီးဒီအသေးဒီအကြီးကို dominant လို့သတ်မှတ်ပြီးဒီအသေးကို recessive allele လို့သတ်မှတ်မယ်ပဲဆိုပါစို့ဆိုတော့ဒီအနေအထားရဆိုလို့ရှိရင်ဒီအကြီးဒီအသေးရှိတဲ့သူနှစ်ယောက်လုံးကယောဂမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီအသေး recessive allele တစ်လုံးစီပဲရှိကြတဲ့အတွက်ကြောင့်မို့နော်အကယ်လို့သာသူတို့တွေကမိဘတွေဖြစ်ကြမယ်ဆိုလို့ရှိရင်သူတို့သားသမီးတွေကတယောက်ကဒီအသေးဖြစ်သွားမယ်ဥပမာအဖေရှိကနေဒီအသေးတစ်လုံးအမေရှိကနေဒီအသေးတစ်လုံးရသွားမယ်ဆိုလို့ရှိရင်တော့ဒီကလေးမှာ cystic fibrosis ရှိသွားမှာပဲဖြစ်ပါတယ်။အဲကြောင့်လဲဆိုတော့ recessive allele ဒီအသေးကနှစ်ခုလုံးကဒီကလေးမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဆိုတော့ဒါ recessive allele ကပုံမှန်ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုရှင်းပြပေးထားတာပဲဖြစ်ပါတယ်။ဆိုတော့နောက်တစ်ချက်သိထားမှာကတော့ဒီ cystic fibrosis လို့ပြောလိုက်တာ ਨੇ အဓိကအချက်တစ်ခုဖြစ်တဲ့mucus တွေထွက်တာများတာပေါ့နော် mucus တွေထွက်တာကလည်းခန္ဓာကိုယ်ရဲ့မတူညီတဲ့နေရာတွေမှာဥပမာ lung small intestine pancreatic duct sperm duct စတဲ့မတူညီတဲ့နေရာတွေမှာဒီ mucus ထွက်တဲ့ပမာဏကတော်တော်လေးများနေရပဲဖြစ်တယ်ပေါ့နော်ဆို mucus ဆိုတာဘာလဲဆိုလို့ရှိရင်တော့ glands တွေထဲမှာရှိနေတဲ့ cells တွေကထုတ်တဲ့အရည်အချွဲတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ cystic fibrosis ကဘာကြောင့်ဖြစ်တာဘယ်ဟာတွေကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ဒီအချက်တွေပြောလို့ရှိရင်တော့ပါပြီဆိုတော့ဒီလိုမျိုးဖြစ်တဲ့အပေါ်မှာနောက်ဆက်တွဲဆိုးကျိုးတွေဘာရှိလဲဆိုတာလေ့လာကြည့်ရအောင်ဆိုတော့ဒီပေါ့နော်ပထမအဆုံးတစ်ချက်အနေနဲ့ကတော့ဒီ lungs ကိုသွားနေတဲ့ airway တွေမှာ mucus တွေပေါ့နော် thick ဖြစ်တဲ့ sticky ဖြစ်တဲ့ mucus တွေထူပြီးတော့မှဒီလိုအချွေးများတဲ့ဒီ mucus တွေကဒီ lungs ကိုသွားတဲ့ airway တွေမှာဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လို problems ရှိနိုင်လဲဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကတော့ cilia လို့ခေါ်တဲ့ဒီ trachea ပေါ့နော် lungs နားမှာရှိတဲ့ trachea နားမှာရှိတဲ့ cilia တွေကနေပြီးတော့မှ mucus ကို remove မလုပ်နိုင်တော့ဘူးပေါ့နော်လွယ်လွယ်ကူကူဘာဖြစ်လို့လဲဆိုတော့ပုံမှန်ဆိုလို့ရှိရင် cilia တွေက mucus ကို remove လုပ်တယ်ဒါပေမဲ့ mucus production အများများနေတဲ့အခါမှာဆိုလို့ရှိရင်တော့ cilia တွေကဒါတွေကိုremove မလုပ်နိုင်တော့အဲ့ခါကျတော့ဒီ airway တွေမှာဘာဖြစ်သွားလဲဆိုလို့ရှိရင် mucus တွေက build up ဖြစ်သွား mucus တွေကဒီ airway ကို block ဖြစ်သွားအဲ့ခါကျတော့ lungs ကသူ့ရဲ့ function ကိုကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးပေါ့နော်ဥပမာ lungs က gas exchange တွေ breathing problem တွေ gas exchange problem တွေ oxygen ကို absorb လုပ်တဲ့နေရာမှာ problems တွေကိုဖြစ်လာနိုင်နေပေါ့နော်ဆိုတော့ဒါကဒီ mucus build up ကြောင့် cilia တွေက remove မလုပ်နိုင်တော့တဲ့အကြောင်းမလို့ဖြစ်တာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဒီ mucus တွေက bacteria တွေကိုပုံမှန် trap လုပ်လို့ရှိဆိုတော့ mucus တွေများနေခြင်းက bacteria တွေများနေခြင်းလို့ပဲတူပဲပေါ့နော်ဆိုတော့ bacteria တွေများလာတဲ့တပြိုင်နက် infection တွေဖြစ်လာတယ်အထူးသဖြင့် chest infection တွေဖြစ်လာတာပဲဖြစ်ပါတယ်ဆိုတော့ဒါကဒီ airway leading to the lungs ကိုသွား airway တွေမှာဒီလမ်းကြောင်းတွေမှာ mucus တွေများလာတဲ့အခါမှာဖြစ်တဲ့ effect တွေကိုတစ်ချက်ချင်းရှင်းပြပေးထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကနောက်ဒီခန္ဓာကိုယ်နောက်တစ်နေရာကတော့small intestine ပဲဖြစ်ပါတယ် small intestine မှာလည်း mucus တွေများလေးရှိရယ် cystic fibrosis ရှိတဲ့သူတွေမှာဆိုလို့ရှိရင်ဆိုတော့ဒီလို small intestine မှာများမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်မှာလဲဆိုတော့အဓိက small intestine ကဘာလုပ်တာလဲဆိုတော့ nutrients တွေကို absorb လုပ်တာဆိုတော့ဒီ small intestine မှာဒါ mucus တွေများမယ်ဆိုလို့ရှိရင်
nutrients တွေအထူးသဖြင့်ဒီလို glucose တို့လိုမျိုး nutrients တွေကိုသူတို့က absorb မလုပ်နိုင်တော့ဆိုတော့ absorb မလုပ်နိုင်တော့တဲ့အခါမှာဆိုလို့ရှိရင် aerobic respiration ဖြစ်တဲ့နှုန်းတွေကကျလာလိမ့်မယ်။ဘာလို့လဲဆိုတော့ glucose က aerobic respiration reactant တခုaerobic respiration ဖြစ်ဖို့တဲ့ glucose ကိုလိုအပ်တယ်။ဆိုတော့ glucose နေပါလို့ရှိရင် aerobic respiration လည်းနေပါလိမ့်မယ်။ပြီးတော့လို့ရှိရင် aerobic respiration နဲ့ energy လည်းနေမယ်။ဘာကြောင့်လဲဆိုတော့ energy ဆိုတာ aerobic respiration ကထုတ်တဲ့ product တစ်ခုဖြစ်တယ်။ဆိုတော့ aerobic respiration နဲ့နေပါတဲ့အခါမှာ energy နေပါမယ်။ energy နေပါတဲ့အခါမှာဆိုလို့ရှိရင်တော့ growth တွေနေတော့မှာဖြစ်တယ်။ဆိုတော့အကယ်လို့ဒါမိကုန်းက small intestine နဲ့မှာmucus တွေပေးလိုက်ဖြစ်တဲ့အခါဘာကြောင့် growth တွေနေတော့လဲမိမယ်ဆိုလို့ရှိရင်ပေါ်သုံးချက်ကိုဖြည့်ပေးရမယ်။ small intestine နဲ့ပါတဲ့အခါမှာဘယ်လိုမျိုးနောက်ဆက်တွေရှိမယ်ဆိုလို့ရှိရင်ဒီချက်တွေအကုန်လုံးဖြည့်ပေးလိုက်ရင်ရပါပြီနော်။ဆိုတော့နောက်တခြား area တစ်ခုဖြစ်တဲ့ကတော့ဗာလဲဆိုလို့ရှိရင် pancreatic duct ပဲဖြစ်ပါတယ်ဆိုတော့ pancreatic duct မှာဒီလိုမျိုး mucus တွေ build up ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီ pancreas ထဲမှာရှိနေတဲ့ enzyme တွေက small intestine ထဲကိုမရောက်တော့ပါဆိုလိုချင်တာကပုံမှန်ဆိုလို့ရှိရင် pancreas ကနေ small intestine ထဲကိုenzyme တွေကတွားလေးတွားတာရှိရဲ့ဘယ်ကနေသစင်လဲဆိုတော့ pancreatic duct ကနေသစင်အဲ့ခါကျတော့ဒီလိုမျိုးlarge molecule ဖြစ်တဲ့ carbohydrate တို့လိုမျိုးlarge molecule တွေကလည်း glucose အဖြစ်နဲ့ digest လုပ်တာတွေကနေလာမယ်နောက်တစ်ခု protein တို့လို large molecule တွေရဲ့ amino acid ဖြစ်နဲ့ digest လုပ်တာတွေ lipid တို့က fatty acid ဖြစ်နဲ့ digest လုပ်တာတွေဒီအားလုံးကနေလာမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ enzyme ဆိုတာပုံမှန်က large molecule ကို small molecule ဖြစ်အောင် digest လုပ်ပြီး break down လုပ်ပြီးဒါပေမဲ့ enzyme တွေကနေဝါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ digestion တွေနေတော့ဒီ digestion တွေနေတော့ဖြစ်တဲ့အတွက်ဒီ nutrients တွေဒီ small products တွေကလည်းရရနေတော့မယ်အခါကျလို့ရှိရင် aerobic respiration နဲ့ရတယ် energy နဲ့ရတယ် growth နဲ့ရတယ်ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကဒီ၃ချက်ကတော့အရှိမပြောပြခဲ့တဲ့အချက်နဲ့အတူတူပဲအဓိကဒီ pancreatic duct ကဘယ်လိုမျိုး growth နဲ့ pancreatic duct မှာ mucus တွေများနေခြင်းက growth နဲ့ဘယ်လိုမျိုး link လုပ်နေလဲဆိုတာကိုဒီတစ်ချက်ချင်းစီကနေပြီးတော့သိနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါက pancreatic duct ပေါ့နောက်တစ်နေရာမှာကတော့ဘယ်နေရာမှာဖြစ်တာလဲဆိုလို့ရှိရင်တော့ sperm duct မှာဖြစ်တာရှိရပေါ့နော်ဆိုတော့ sperm duct တွေမှာ mucus တွေများလာလို့ရှိရင်ရောဘယ်လိုဖြစ်မှာလဲပေါ့အဓိကကတော့ sperm duct မှာ mucus တွေများလာမယ်ဆိုလို့ရှိရင်တော့ sperm ကဒီ sperm duct ကနေမှတစ်စင်း urethra ကိုသွားနိုင်မှာမဟုတ်တော့ဘူးအခါကျလို့ရှိရင် penis ကိုသွားနိုင်မှာမဟုတ်တော့ဘူးအခါကျရင် woman ရဲ့ vagina ကိုလည်းသွားနိုင်မှာမဟုတ်တော့ပါဆိုတော့အဓိကကဒီ sperm duct ဆိုတဲ့အရာကဘာလို့ပြရလဲဆိုတော့သိဖို့လိုအပ်တယ် sperm duct ဆိုတာကဒီ sperm တွေကို carry လုပ်ပေးရဖြစ်တယ်ဆိုတော့ DRE မှာ build up ဖြစ်သွားတဲ့အခါမှာ sperm တွေကလည်း travel လုပ်နိုင်မှာမဟုတ်တော့ဘူးပေါ့နော် DRE မှာဘာတွေနဲ့ build up ဖြစ်တာလဲဆိုတော့ mucus တွေနဲ့ build up ဖြစ်တဲ့အခါပေါ့ဆိုတော့ဒီလို mucus တွေနဲ့ build up ဖြစ်တဲ့အခါ sperm တွေ travel မလုပ်နိုင်တော့တဲ့အခါကျလို့ရှိရင်ဒီလိုမျိုး fuse with the axle နဲ့လည်း axle တွေနဲ့လည်းfuse မလုပ်နိုင်တော့ဘူး fertilization တွေဖြစ်ဖို့ chance တွေနည်းသွားပြီဒီခါကျလို့ရှိရင်တော့ infertility ဒီ offerings ရဖို့အတွက်တာသမီရဖို့အတွက်လည်းခက်ခဲသွားနိုင်ပါတယ်ဆိုတော့ဒါကတော့ cystic fibrosis ရဲ့effect တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး effect တွေမဖြစ်အောင်ဘယ်လိုမျိုးကုသကြမလဲဆိုတော့ treatment အနေနဲ့ဆိုလို့ရှိရင်တော့gene therapy ဆိုတဲ့ method ကိုသုံးနေပေါ့နော်ဆိုတော့ gene therapy ကိုသုံးမှုသက်ဆိုလို့ရှိရင်ပထမဦးစွာ restriction enzyme ဆိုတာသုံးရပါတယ်ဇာလမောင်လေးတခြားလေးမှတ်ထားဖို့လိုအပ်ပါတယ် RESTRICTI1 restriction enzyme restriction enzyme ကိုသုံးရတဲ့အကြောင်းရင်းကတော့ဒီ normal allele တစ်ခုရဖို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ cystic fibrosis ရဲ့လူတွေမှာက faulty allele ဒီ recessive allele ဒီလိုမျိုးဒီပေါ်တော့ယောဂကိုဖြစ်စေနိုင်တဲ့ allele ကိုသူ့ရဲ့ခန္ဓာမှာရှိနေအဲဒါကြောင့်မလို့အဲ့ဒီအတစ်တော့ကောင်းတဲ့ allele တစ်ခုကိုဒီထည့်ခြင်းနဲ့အဲ့လိုမျိုးထည့်ဖို့တော့ကို restriction enzyme သုံးပြီးတော့အရင်ဆုံးကောင်းတဲ့ allele ဒါမှမဟုတ် dominant allele တူတူပဲပေါ့နော်ဆိုတော့ဒီ dominant allele ကိုယူလိုက်တယ်ယူပြီးသွားလို့ရှိရင်ဘယ်လိုမျိုးယူရလဲဆိုလို့ရှိရင်တော့ virus ဆိုတဲ့ organism ကိုသုံးနေပေါ့နော် microorganism ပေါ့ဆိုတော့ဒီ virus ကိုသူက carrier of vector အနေနဲ့သုံးနေပေါ့နော်သူသစင်ခံအနေနဲ့ဒီ allele ကို transfer လုပ်ဖို့အတွက်သုံးနေဘယ်ထဲမှာပြင်ပြန်ထဲမှာလဲဆိုတော့ person ထဲမှာ person ရဲ့ cells ပေါ့နော်ဒီယောဂဖြစ်နေတဲ့သူတွေ patient ရဲ့ cells ထဲမှာဒီ allele ကိုပြန်ထည့်မှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒီ restriction enzyme ကိုသုံးပြီးတော့ normal allele ရအောင်လုပ်တယ်ဘယ်ကနေသစင်လဲဆိုတော့ virus ကနေသစင်ပြီးရင်ဒီ person ရဲ့ cells ထဲမှာ allele ကိုပြန်ထည့်မယ်အဲ့လိုမျိုးပြန်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလို normal protein တွေ produce ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ normal protein လို့ဘာဖြစ်လို့ပြောလဲဆိုတော့ဒီယောဂရဲ့ mutation ကြောင့်ဖြစ်တာဖြစ်တယ် mutation ဆိုတာက DNA ရဲ့ sequence တွေမှာပြောင်းလဲမှုတွေဖြစ်တာ DNA ရဲ့ sequence တွေမှာပြောင်းလဲမှုတွေဖြစ်တယ်ဆိုလို့ရှိရင်
ဒီ protein ကလည်း different protein တွေထွက်ပြီးတော့မှ protein မှာလည်းသွားပြီးတော့ affect ဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ transcription translation တို့ process တွေအရာဒီပေါ့နော်DNA ကနေတစ်ဆင့်မှဒီ DNA ကို transcript လုပ်ပြီးတော့မှပြီးသွားရင် translation ရတဲ့ protein ထုတ်တာဒီလိုမျိုး DNA ပြောင်းလဲမှုတွေဖြစ်တဲ့အခါမှာ transcription နဲ့ translation တွေမှာလည်း affect ဖြစ်ပြီးတော့ protein ပြောင်းလဲမှုတွေဖြစ်တယ်ဒါပေမဲ့ဒီလိုမျိုးသက်သုံးလိုက်မယ်ဆိုရင်တော့နောက်မှ protein တွေ produce ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ addiction anti-CC human biology level မှာပေါ့နော်ဒီ cystic fibrosis နဲ့ပတ်သက်ပြီးတော့millimeter ရှိရဲ့ treatment question မျိုးစားပဲဖြစ်ပါတယ်တကယ်ဆိုလို့ရှိရင်တော့ဒါက try state မှာပဲရှိပြီးတော့မှတကယ်ကို100% success ဖြစ်နေသေးတာတော့မဟုတ်ဘူး researcher တွေကသူတို့တွေဒီရှာဖွေနေစေ state မှာပဲရှိပါသေးတယ်ဆိုတော့that's all for cystic fibrosis in addiction anti-CC human biology so thank you so much for watching till the end see you in the next video